ပါမယ်ဒီခုံလေးလည်းကောင်းတယ်နော်ငါတို့နောက်ဆက်လေးနဲ့ခိုင်းရတာငါလည်းခိုင်းရတာအိုးလောင်းမိုက်တောင်မှလည်းဒီအိုးငါတို့ဒီတိုက်တယ် Ladies and gentlemen 299 rupees the Thailand คงก็ปัดให้เลยคงก็ปัดထားတော့မယ်ကဲคงก็ปัดလိုက်တယ်ဒီမဲ့တက်မှာပြန်ပြန်ပြီ1 2 3 โอ้ถ้าดูทุกคนเลยเย่ရရပြီကဲရောက်လာပြီဒီမှာဒီဆန်းဟာလေအတင်းလောက်ဝင်လာအော်ဟုတ်လားအဆူတည်းခေါ်ပြီးမယ်နော်မအော်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါအမအပြည့်မင်္ဂလာပါကဲအမကြီးကြားကြီးလိုက်ရမယ်နော်အော်ဟုတ်ကဲ့အမဒီဘက်ကိုလိုက်ပြမယ်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါအမကြီးဘာလို့လဲမသိဘူးပြပါအမဘာလို့လဲအမကိုစမ်းလို့နေနေရဘာမင်းနာကက်ကလေးလေးလူချင်တာအဲ့ဆိုအမဒီဘက်ကိုလိုက်ခဲ့အော်ဟုတ်ကဲ့အမရေအရင်ဆုံးဒါလေးကိုလိုက်ပါနော်အော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုအမရေတော့ဆက်ပြီးနော်ဒါလေးကအမရေတော့လက်ကလေးပေါ့နော်လက်ကလေးအော်ဒါအမစစ်ကြည့်တာအော်ဟုတ်ကဲ့ဒီကြားတော့အမကိုစက်ခွေကြီးပေါ့နော်ဒီလိုတူ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 ချေလေးပေါ့နော်ဒါလေးအမလေးဆိုမွေးရပဲဟုတ်တာမဆိုရင်မဒါလေးငါမရောက်တာနေနော်ဟုတ်ကဲ့အမဒါလေးခဏဆောင်ထားအောင်နော်ဟုတ်ကဲ့မမြင်ဘူးလို့ရှိရင်ဟောင်းဝေလည်းမထက်တာဘူးစားလည်းမရေးတာဘူးခမယောက်ကစားလည်းတက်တယ်ရေးတာတယ်ဟောင်းဝေမမီတွင်မယ်နော်ဟုတ်ကဲ့အမပြင်ရလားဟုတ်ကဲ့အဲ့တော့မခွာပြီးတော့ဟုတ်ကဲ့ဒီမှာအလုံးလုံးပဲဒီမှာရေးထားလိုက်ရဆိုတော့အဲ့ဒါကိုအဲ့ဆိုအမဒါလေးကိုထည့်ပြီးတော့နော်ဟုတ်ကဲ့အမ